ကဲဒီနေ့ကျွန်တော်နှလုံးသားထဲထိရောက်နိုင်တဲ့အိမ်လေးတစ်လုံးကျွန်တော်ပြပေးမယ်ဒီအိမ်လေးကကျွန်တော်ကန်တော်ကြီးကိုသွားတဲ့လမ်းက Win Unity Hotel လမ်းကြားမှာရှိတဲ့အိမ်လေးဖြစ်ပါတယ်ကန်တော်ကြီးနဲ့ကန်တော်လေးကြားမှာရှိပြီးတော့ပြည်ဦးလွင်မှာနေတဲ့လူတွေတဲမှာကျွန်တော်ကန်တော်ဝင်ဆန်ဆန်နေခြင်းတဲ့လူတွေပြည်ဦးလွင်အရသာအပြည့်အဝခံစားခြင်းတဲ့လူတွေเนาะကန်တော်လေးနဲ့ကန်တော်ကြီးပတ်လည်မှာနေခြင်းတဲ့လူတွေအတွက်တော်တော်လေး modern classic ဆန်ဆန်စောက်ထားတဲ့အိမ်လေးပေါ့နော်ဒီအိမ်လေးကကျွန်တော် holiday home အဖြစ်ငှားစားရင်တော့တစ်နေ့ကို3သိန်းရပါတယ်ဗျာစုစုပေါင်းအိမ်ခန်း4ခန်းပါတယ်မြေကျဲ60 80ဖြစ်မယ်ပတ်ဝန်းကျင်မှာအိမ်ကြီးအိမ်ကောင်းတွေရှိပြီးတော့တော်တော်လေးကိုပတ်ဝန်းကျင်တန့်ရက်ွက်တန့်ပြီးတော့ကျွန်တော်တို့ဒီဘတော်မှာဈေးကျသွားမှာမဟုတ်တဲ့ကန်တော်လေးနဲ့ကန်တော်ကြီးကြားမှာရှိတဲ့ကြရမ်းမြေပေါ်စောက်ထားတဲ့အိမ်လေးဖြစ်ပါတယ်မြေကျဲ60 80ကိုဖွင့်ထားတဲ့ဈေးနှုန်းကကျွန်တော်3000ခွဲဖြစ်ပါတယ်เนาะ Euro Samsung Country Samsung အဲ့လိုမျိုးလေးစောက်ထားတဲ့အိမ်လေးဖြစ်ပါတယ်ဗျတော်တော်လေးကိုဖြူတက်ပြီးတော့တော်တော်လေးမိုက်တယ်အခုဆိုရင်သွား Holiday Home နေနဲ့ဒါငှားတယ်เนาะဒီရက်ကိုကျွန်တော်3သိန်းရပါတယ်ဗျเนาะ3သိန်းရပါတယ်ဒီအိမ်လေးကကျွန်တော်လောင်းစီးတွေပါငှားလာတော့မသိဘူးเนาะဒီလိုပုံမှန်ငှားတာ Holiday Home နေနဲ့ကိုတစ်ရက်ကို3သိန်းရပါတယ်เนาะရှိမှလည်းပန်းကြံနေနဲ့ကန်တော်ကြီးနဲ့ကန်တော်လေးကြားမှာဆိုကျွန်တော်တို့ဒါစပိန်နေပါတယ်စီလို့ရအောင်သူစပိန်နီးတွေကစားပြီအဲ့လိုမျိုးစီစဉ်ပေးထားတာကိုလည်းတွေ့ရတယ်ဗျာနော်တော်တော်လေးကိုလှပြီးတော်တော်လေးကိုမိုက်တယ်ကျွန်တော်ရင်မတဲ့ထိရောက်တဲ့အိမ်လေးလို့ပြောလို့ရတယ်ရှိမှလည်းပန်းလေးတွေစားပြီးတော့နော်အဲ့တော့3000ခွဲဝန်းကျင်နဲ့အိမ်ကောင်းကောင်းလေးနဲ့နေကျင်တယ်ကြရမ်းမြေပေါ်မှာနေကျင်တယ်ကိုမနေနိုင်သေးရင်တော့နော်ဒီနေ့ကိုငှားစားတဲ့နေ့ကို3သိန်းလောက်ရတဲ့အိမ်ဆိုတော့ဗျာကဲဒါအရှုံးမရှိတဲ့အိမ်လေးပေါ့နော်တော်တော်လေးလှတယ်နော်အိမ်လေးကိုကျွန်တော်ဒီဘက်ကနေရိုက်ပြပေးမယ်နော်ဒီလိုလေးဒီအိမ်လေးတော်တော်လေးကိုလှတယ်ဖြူလွှာပြီးတော့နော်ကျွန်တော်ဒါ classic Samsung standard ရှိလေးစောက်တာနော်အားမျိုးလေးနော်ဒီမှာပန်းဦးလေးတွေပန်းချံလေးတွေနဲ့နော်ဒီမှာ runner လေးတွေနဲ့သုံးထားတဲ့ပစ္စည်းလေးတွေကစပြီနည်းနည်း branded ဆန်တယ်ပေါ့နော် premium လို့ဖြစ်တယ်အားမျိုးလေးတွေ့ရတယ်အဲဒီမှာဆိုရင်ထဲက master bron နဲ့ပြင်ကိုထွက်တဲ့ runner ကိုထွက်တဲ့တက္ကမကြီးပါပေါ့နော်အားမျိုးလေးသုံးတာကဲဒီမှာတော့အပြင်မှာထိုင်ပြီးတော့ကျွန်တော်စာဖတ်တာပြပါပြလုပ်လို့ရတဲ့နေရာလေးနော်ကိုရင်ရှိကိုကြည့်လိုက်မယ်ဆိုလေဒီလိုပုံစံလေးပြင်တိတ်တိတ်စီစီအေးအေးချမ်းချမ်းတော်တော်လေးအေးဆေးနေလို့ရတယ်တိတ်1000ခွင့်ညှိနှိုင်းပါခင်ဗျာဒီနေ့ကဲတနေ့ကို3သိန်းရမယ်ကိုယ်တိုင်နေကျင်လည်းရတယ်မထိုင်ကုန်လေးတွေစပြီအကုန်လုံးနော်ကြပြဆန်ဆန်လေးတွေ romantic ဆန်ဆန်လေးနေလို့ရတဲ့အိမ်ဖြစ်ပါတယ်အဲထဲမှာကျွန်းပါကလေးပါမယ် modern furniture တွေပါမယ်အပေါ်မှာဒါ modern ကျွန်တော် design နဲ့ ceiling တွေပါလောက်ထားတယ်ဘေးမှာစာလိုက်ကားတွေကစာဖြူဖြူလှလှလေးတွေတုံးထားတယ်ဗျာနော်ကဲဒီမှာဆိုရင်ဘားကောက်တာလေးနဲ့ modern kitchen နဲ့တွေ့ရမယ်ဒီဘက်မှာတော့ကျွန်တော်တို့မိတ်ရွန်းတစ်ခန်းပါတယ်အများဆုံးရေရှုခန်းအိမ်သာတစ်ခုပါတယ်ဗောနော်ဒီဘက်ကမိတ်ရွန်းလေးဒါလေးပိတ်ထားတယ်ဒါအပေါ်တက်တဲ့လှေကားလေးနော်ဒီအခန်းလေးကိုကြည့်လိုက်တော်တော်လေးလှတယ်ဒါဆိုရင် kitchen area ဗောနော်အညော်ဆုပ်ဆက်တွေပါတယ်အကုန်လုံးပါပြီးသားကောင်တာတွေရောကျိုးနေကိုငိမ့်ငိမ့်လေးတုံးထားတယ်နော်ဒီ slide တကားကြီးနဲ့ဒီဘက်မှာကျွန်တော် dining area ပါတယ်ဒီဘက်မှာ star room ပါတယ် million ဘိုးတွေပါတယ်တုံးလို့ရတဲ့နေရာတွေပါတယ်နော်ဒီဘက်အခန်းကြီးကိုဒီလိုထုတ်ထားတော်တော်လေးလာဒီဘက်အခန်းကြီးကနိပြည့်ပြည့်စုံတယ်ဗျာနော်အိမ်ကိုဖွဲ့စည်းထားတာဒီမှာဆိုရင်ဒါပိုင်းရှင်အရင်တော့သူရုံခန်းအဖြစ်ဒါဖွင့်ထားတာပေါ့နော်ဒီမှာဆိုရင်ကဲအဲ့ဒါဆိုတို့ဒီ master bedroom ကိုကြည့်အောင်နော်ကဲဒီ master bedroom ကလည်းကြည်တယ်ဗျနော် master bedroom မှာတုံးထားတာလည်းအကုန်လုံး hotel grade တွေပဲတုံးထားတာသူကဒီမှာဆိုရင် partition လေးနဲ့ရေချိုးမယ် bed tub ပါမယ်ပေါ့နော်အဲ့တော့ပစ္စည်းကောင်းကောင်းကြိုက်တဲ့လူတွေ luxury ဆန်ဆန်နေခြင်းတဲ့လူတွေနော်ကျွန်တော်ကန်လုံးလေးကန်လုံးကြီးကြာမှာ romantic ဆန်ဆန်အိမ်တစ်လုံးနဲ့နေခြင်းတဲ့လူတွေဆို furniture အစုံပါတဲ့အိမ်လေးပေါ့နော်ဒါတော့အောက်ထပ်မှာပါတယ် main master bedroom ဖြစ်ပါတယ်ဒီမှာ star display လေးတွေပါတယ်အပေါ်ကမီးဆိုင်လေးတွေစပြီးကြည့်လိုက်ပါကဲဒီမှာကျွန်တော်ဗီဒီယိုကြီးနဲ့နော်ကဲအပေါ်တက်မှာနော်အောက်မှာတစ်ခန်းပါတယ်အပေါ်မှာ3ခန်းပါတယ်မိတ်တော့တစ်ခန်းဆိုစုစုပေါင်း4ခန်းပေါ့နော်ဒီနေရာလေးတော့တော်တော်သဘောကျတယ်ဒါလေကားလေးလေကဝင်လေးမှာစပြီးဒီလိုကျင်းချင်းတောင်းလေးနော်ဘာမှမလုပ်ဒီမှာနော်ထုတ်လေးဆွဲတက်လာပြီးနေလိုက်ရုံပဲကြရမ်းမြေပေါင်းနဲ့ရအောင်ပါဗျာကဲဒီမှာအထအပေါ်မှာကျွန်တော်တို့လေကားတက်တဲ့ချိန်မှာဘုံရေချိုးကအိမ်သာပါမယ်ရေချိုးလို့ရမယ်အိမ်သာသုံးလို့ရမယ်ဒီဘက်မှာ4ရောက်အိမ်ခန်းပေါ့နော် all type အကျယ်ကြီးပါတယ်နော်သူကငှားတာဖြစ်တဲ့အတွက်ကြောင့်မို့ဒီဘက်မှာ hot type ကြီးနဲ့ဒါ4ရောက်အိမ်ခန်းကြီးလောက်ပြီးထားတယ်အကျယ်ကြီးပဲအင်းရဲ့ဖွဲ့စည်းပုံရပါနော်ဒီမှာအဝတ်စင်လေးတွေဒီမှာမှန်ပါမယ်50ရောက်လောက်ကိုကောင်းကောင်းငှားနေလို့ရတဲ့အိမ်မျိုးဗျာနော်ဒီမှာဆိုရင်ဒါ master bedroom
ပေါ်တယ်မှာရှိတယ် sorry ရိုးရိုးပေါ့ single barrel ဒီကောင်ဒါလည်းလှလှလေးပဲဒါရှေ့ဘက်ကိုသွားတယ်နော်ဒီမှာ Marshall Brown တစ်ခန်းပါတယ်အပေါ်မှာ Marshall Brown တစ်ခန်းအောက်မှာအခန်းကျယ်ကြီးတစ်ခန်းထဲမှာတုံးထားတဲ့ပစ္စည်းတွေကစားအားလုံးအကောင်းနေဖြစ်ပါတယ်လှလဲလှတယ်မီးဆွဲလေးတွေကစားပြီနော်ရေချိုးခန့်အင်တာတွေကဲအားရကြည့်ပါနော်ဒါတော့ဒီမှာတော့လောလောဆယ် keyboard ထားတာပေါ့နော်ဒီခန်းလေးဖြူလှလှလေး runner လေးလည်းပါတယ်ဒီကောင်ကကျွန်တော်ဗုဒ္ဓဘာသာ sharing ပေါ့နော်ဘုရားကန်းအဖြစ်သုံးမယ်ဆိုရင်လည်းတော်တော်လေးကိုလှတယ်အဲ့ဒါဆိုရင်ဒီလေးကိုဖွင့်ထားစီတော့ဟာကျွန်တော်တို့316,500ဖြစ်ပါတယ်ကျွန်တော်ပြူးလွင်မြို့ရဲ့ကန်တော်ကြီးနဲ့ကန်တော်လေးကြားမှာလည်းနေရမယ်နော်ပြီးရင်ကျွန်တော် romantic sunset ပေါ့နော်အလျန်းလှတဲ့အိမ်လေးနဲ့ပေ60 80ဆိုတော့မြေအကျယ်ဝန်းပေါ်မှာနော်ကြပြဆန်ဆန်လေးနေခြင်းနဲ့ပြီးတော့ကအစုံနဲ့ကွန်မြူနီနိုင်သေးရင်တော့တရက်ကို3သိန်းလောက်နဲ့ငှားစားထုတ်ရရတယ်အိမ်လေးကိုကျွန်တော်316,500ညှိနှိုင်းတဲ့ပိုင်ရှင်ကရောင်းပေးမှာဖြစ်ပါတယ်ကဲလိုချင်တဲ့ဆိုရင်တော့ကျွန်တော်ဆက်သွယ်လို့ရပါတယ်ကျေးဇူးတင်ပါတယ်